နောက်တစ်ခုကတော့ t ash t နဲ့ ash ကတော့ခြေတို့ပြင်သစ်မှာဆိုလို့ရှိရင်တော့တအတန်ပဲထွက်ပြရပါတယ် t as in tick မှာရှိတဲ့ t အတန်လိုမျိုးထက်အတန်လေးပဲထွက်ပြရမယ်ပေါ့နော်ဥပမာဆိုရင်ဒီခြေတို့ဒီလိုမျိုးလေးပေါ့နော်အဲ့ t ash တွေ့လို့ဆိုပြီးတော့ English ကလိုမျိုးတအတန်သွားထက်လို့မရဘူးပေါ့နော်ခြေတို့ကတအတန်ဆိုတော့တက် a ဆိုတော့ t လို့အတန်ထွက်ပြရမယ်နော် t ဆိုတာတော့ t ကိုပြောတာဖြစ်ပါတယ် t ဟုတ်ပြီနော် e ပေါ်မှာပါတဲ့ accent လေးကတော့ a လို့အတန်ထွက်တယ်ဒါကြောင့်မို့လို့ t a t ဟုတ်ပြီနော်နောက်တစ်ခုကတော့ t in tion နော်ထက်ကစီယွန်းဆိုတဲ့နေရာပေါ့ tion ကျတော့စီယွန်းလို့အတန်ထွက်တာကိုစီယွန်းမှာဆိုလို့ရှိရင်ဒီကျတို့ကဘယ်လိုအတန်ထွက်မလဲဆိုရင်စက်အတန်လေးထွက်လိုက်တယ်ဟုတ်တယ်မလားစီယွန်းဟုတ်ပြီနော် salutation ဒါမျိုးတွေမှာဒီကျတို့တွေ့ခဲ့ဘူးလေ salutation ဒီမှာဒီကျတို့ကစက်အတန်လေးထွက်လို့လားစီယွန်းလို့ဖြစ်သွားတာပေါ့နော်